လောကကြီးကမြန်ဆန်လွန်းတယ်လို့ခံစားနေရလား Reserve Residence မှာတော့အချိန်ကြီးကခက်နေနေပဲဖြတ်သန်းနေပါတယ်တာမန်လိပ်စာတစ်ခုထက်ကိုပိုတယ်နိုင်ရန်တွေပေါ်ကနေအောင်ကြီးတိရွက်တီချာတိတ်ဆိတ်မှုမှန်နိုင်ရန်ကတဆင့်မြင်ရတဲ့ကောင်းငင်များဒီဟာတွေကတကယ်ကိုအိမ်ပြန်ရောက်သွားတဲ့နှွေးထွေးမှုတွေပါပဲဘန်ကောက်မှာကရထားလိုင်းနဲ့နီးတဲ့ luxury လုံးချင်းအိမ်ဆိုတာမရှိသလောက်ရှားပါတယ်။ဒါပေမဲ့ဒီအိမ်ယာဝင်းကတော့ BTS Sukhumvit Line Banchak နဲ့အနီးဆုံးမှာတည်ရှိနေတာပါ။အိမ်ရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဒီအိမ်ရဲ့မြင်ကြီးတက်မှာ living room ရှိတယ် private swimming pool ရှိတယ် kitchen area laundry area နဲ့ maid room တို့ရှိပါမယ်။အိမ်ထဲမှာဆိုလို့ရှိရင် private lift ပါရှိပြီးတော့ double volume ceiling concierge service မှာဆိုလို့ရှိရင် private chef wellness session စတာတွေကို on call service ရရှိနိုင်ပါတယ်ပြီးတော့နောက်ဒုတိယတက်မှာရှိတဲ့ဒီအခန်းကမိသားစုတွေစုစုစည်းစည်းအနားယူအပန်းဖြေလို့ကောင်းတဲ့ living area dining area အကျယ်ကြီးပါမယ် dry kitchen area ပါတယ်ဒါအပြင်နောက်အခန်းတစ်ခန်းပါတယ်ပေါ့နော်အဲ့ဒီအခန်းကိုကြတော့ကိုက working room ပဲလုပ်မလားဒါမှမဟုတ် master bedroom လုပ်မလားပေါ့နော်စိတ်ကြိုက်ဖန်တီးလို့ရတဲ့အခန်းတစ်ခန်းပါနောက်တစ်ထပ်ကိုဆက်သွားမယ်ဆိုလို့ရှိရင် master bedroom အခန်းကျယ်2ခုပါတယ်ပေါ့နော်သူကကြတော့ walk-in closet ပါမယ်အေးအေးဆေးဆေးအနားယူလို့ရတယ်ပေါ့နော်ဒီအလွှာက4လွှာရှိတယ်4လွှာမှာတစ်လွှာချင်းစီတိုင်းကနှွေးထွေးမှုတစ်ခုချင်းစီကိုဖန်တီးပေးထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအပေါ်ဆုံးလွှာမှာဆိုလို့ရှိရင်တစ်လွှာလုံးက main master bedroom ပေါ့နော်သူက bathtub အကျယ်ကြီးပါတယ်ပြီးရင်နောက်တစ်ခုကတကယ်တော်တော်ခန်းခန်းနာနာဖန်တီးလို့ရတဲ့ his and her walk-in closet ရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် luxury အိမ်ယာဝင်းလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်အလုံးအရေအတွက်စုစုပေါင်း15လုံးပဲပါပါတယ်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်ထိုင်းဘတ်တန်း90ကျော်ကစပြီးတော့ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တထေးမင်းတို့စိတ်ကြိုက်အနားယူအပန်းဖြေဖို့အတွက်ခန်းနာတဲ့အင်ကြီးကိုရှာနေတယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Home Thailand Estates ကိုဆက်သွယ်ပေးဖို့ဖိတ်ခေါ်ပါရစေနော်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲမျှဝေပေးခြင်းခဲ့တာပါ Home Thailand Estates